TikTok ပေါ်မှာကိုယ့်ရဲ့ဗီဒီယိုအတန်းရှင်းရဖို့အချိန်3စက္ကန့်နဲ့ကြာတယ်။အဲ့ဒီအချိန်3စက္ကန့်အတွင်းမှာကိုယ့်ရဲ့ဗီဒီယိုကိုလူတွေနားထောင်ပြီးတော့ဘယ်လိုလုပ်ရလဲ။တိကျတဲ့တွေအရာ advertising လုပ်တဲ့အခါမှာ90%ရာခိုင်နှုန်းလောက်ကဒီ expensive match တွေများတယ်ပေါ့နော်။ဆိုတာကကိုလုပ်ထားတဲ့ဗီဒီယိုတွေလာဟတ်တက်ဖြစ်သွားရဲဆိုတဲ့ပုံစံမျိုးပေါ့နော်။အဲ့ရမှာ90%ရာခိုင်နှုန်းလောက်ကမထိရဘူး။ဒီရမှာ3ပုတ်လောက်ကပဲ KPI ထိရဆိုတာမျိုးပေါ့နော်။ဒီလောက်ရလက်တိတ်ပြီးတော့မကောင်းတဲ့ဟာမျိုးပေါ့နော်။သင်ကထက် view တွေပိုကောင်းဖို့ဆိုလို့ရှိရင်ဟို setting နဲ့ဝင်လိုက်ဒီ setting နဲ့ဝင်လိုက်ဒီဗီဒီယိုလေးဆိုရင်တော့ view တက်တယ်ဒါလေးဆိုရင်တော့ view ရမှသိကြတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူး။ဒီဟာတွေတက်ထိရမယ့်နည်းလမ်းလေးတွေကိုစက်ကြည့်လိုက်ရအောင်။နံပါတ်1ကကြတော့ကိုယ့်နာမည်တင်ချလုပ်ရမယ်။နှစ်ကကြတော့ personal branding တင်ချဖောက်ရမယ်။သုံးကကြတော့ကိုယ့်ရဲ့ဒီ product ဒါမှမဟုတ် service တွေရဲ့အားသာချက်တွေကိုများများပြောထုတ်ပေါ်ပြသပြရမယ်။ target audience ရဲ့ pain point ကိုရှာရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ product ဒါမှမဟုတ် service တွေရဲ့အကျိုးကျေးဇူးတွေနဲ့ပြန်ချစ်ဆက်ပေးရမယ်နံပါတ်5ကတော့ customer service ကောင်းကောင်းလုပ်ရမယ်နံပါတ်6နောက်ဆုံးရေးအကျိုးချက်ကကြတော့ digital မှာ TikTok video creation package အလိုက်ပေါ့နော် digital creation package မှာဆိုရင် content ကအစား creation talent shooting editing အစအဆုံး one stop service ဖြစ်တာမို့လူချင်းမင်းတို့အတွက်